ယူနိုက်တက်တဲ့ယုံနဲ့အိမ်မှာလှုပ်ဆောင်လို့ရမယ်အရန်မွေးပြီးစားလို့ကောင်းတဲ့ပဲငံမြိုင်ငါးချိုပေါင်းလုံးလေးကိုမျှပေးလိုက်ပါတယ်အရင်ဆုံးဘေးရန်လက်ဆောင်ပေးလိုက်တဲ့ငါးတစ်ကောင်ကိုလှသွားအောင်လို့အတောင်ပံလေးတွေကိုကက်ကြီးလေးနဲ့တေချာလေးညှက်ထားပေးလိုက်ပါမယ်နောက်ထပ်အလဲကနေဓာတ်လေးနဲ့လှီထားပေးပြီးတော့ကြောဘက်ကိုလည်းဓာတ်ရလေးပေးထားပေးလိုက်ပါမယ်ချင်းကျက်သွမိတ်ထည့်ထားတဲ့ဇလုံးတွေကိုရေးထည့်ပေးပြီးဗနီဂါတစ်စွန်းလောက်ထပ်ထည့်ပေးပြီးသွားရင်တော့ကျက်သွမိတ်လေးတွေကိုကြေသွားအောင်လို့ခြေထားပေးလိုက်ပါမယ်ပြီးရင်တော့အနံ့ပြောက်သွားအောင်လို့10မိနစ်လောက်စိမ်ထားပေးလိုက်ပါမယ်ရသွားပြီဆိုရင်တော့ချင်းကျက်သွမိတ်လေးတွေကိုအပေါ်ကနေတင်ထားပေးပြီးတော့ရေနွေးဆူလာအောင်လို့တင်ထားပေးလိုက်ပါမယ်ရေနွေးဆူလာပြီဆိုရင်တော့ငါးကိုထည့်ပြီးတော့9မိနစ်လောက်ပေါင်းထားပေးလိုက်ပါမယ်အချိန်ပြည့်သွားပြီဆိုရင်တော့အိုးထဲကနေဆေးပေးပြီးထွက်လာတဲ့ရေလေးတွေကိုပကံလုံးတစ်လုံးနဲ့မှသွန်းထားပေးလိုက်ပါနောက်ထပ်အိုးတစ်လုံးနဲ့မှစီနှင်းငယ်လောက်ထည့်ပေးပြီးကျက်သွန်နီးကျက်သွန်မိတ်ချင်းထည့်ပြီးတော့မီးအေးလေးနဲ့မွေးလာတဲ့အထိကြော်ထားပေးလိုက်ပါမယ်အနံ့မွေးလာပြီဆိုရင်တော့ရေတစ်စွန်းလောက်ထည့်ပေးပြီးနည်းနည်းမေးလေးပါထပ်တက်ပြီးတော့ကွက်လာတဲ့အထိတည်ထားပေးလိုက်ပါမယ်နောက်ထပ်ပဲငတ်ပြားရဲ့အကြည့်တစ်စွန်းပင်လယ်စာတွေချက်ရင်အသုံးပြုတဲ့ပဲငတ်ပြားရဲ့တစ်စွန်းနဲ့ခရုစီလေးထည့်ပြီးတော့မီးပြင်းပြင်းလေးနဲ့ပွက်လာတဲ့အထိတည်ထားပေးလိုက်ပါမယ်ပြီးရင်တော့စကားလေးနဲ့စစ်ပြီးတော့အေးခန့်ထားပေးလိုက်ပါနောက်ဆုံးငါးဘုံကိုစီပူလေးလောင်းပေးပြီးခုနကအေးခန့်ထားတဲ့ sauce လေးကိုလောင်းပေးပြီးသွားရင်တော့အရန်ကိုမွေးပြီးစားလို့ကောင်းတဲ့ပဲငတ်ပြားရဲ့ငါးချိုပေါင်းလေးကိုရပါပြီနော်နောက်ထပ်စားခြင်းနဲ့ဟင်းလေးရှိလို့ရှိရင်လည်းပြောသွားပေးခဲ့ကြပါဦးနော်